တင်ရောဒီလိုခံစားဘူးလားဒီလပတ်စံရပြီဆိုရတဲ့တဝက်နီးပါးလောက်ကကိုလက်ထဲမရောက်ပဲသူများလက်ထဲချက်ချင်းပြန်ထည့်ပေးရတာမျိုးတလားလုံးသင်မန်လုပ်ခဲ့ရတာဟာအကျွေးတွေပေးဆက်ဖို့အတွက်ပဲလားလို့ကိုမေးခွန်းထုတ်ဖို့ပါရဲ့လားကျွန်တော်တို့လူများစုဟာအကျွေးကိုနောက်မှရှင်းမယ်ဆိုပြီးဘဝတန်တန်သဘောထားတတ်ကြပါတယ်ဒါကိုသတိထားပါအကျွေးဆိုတာအစိတ်တော့တစ်ခုပါပဲသူကငွေကြေးကိုတော့မကကျွန်တော်တို့ရဲ့အချိန်စွမ်းရည်နဲ့စိတ်အေးချမ်းမှုကိုပါခိုးယူသွားတာပါနံပါတ်ကောင်းကောင်းအိမ်မပြောရတာစိတ်ဖိစီးနေရတာတွေဟာဒီအစိတ်တောက်တွေကြောင့်ပဲဖြစ်နေတာပါအကျွေးကြောင့်တင်းရဲ့အနာဂတ်ရွေးချယ်မှုတွေကျော်နေသွားပါလိမ့်မယ်ဒီနေ့ဗီဒီယိုမှာတော့တင်ကုန်ငွေကြေးရဘယ်တော့မှလွတ်မြောက်ခွင့်မပေးတဲ့ဒီအစိတ်တောက်အကျွေးသုံးမျိုးကိုဖော်ထုတ်ပြီးအမြန်ဆုံးဘယ်လိုရုံထွက်ရမလဲဆိုတဲ့နေကကိုပြောပြပေးတော့ပါမယ်ဒီအကျွေးတွေကလွတ်ကင်းခြင်းနဲ့စိတ်ဖိစီးမှုတွေကရုံထွက်ခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဆုံးနံပါတ်1ကတော့တန်ဖိုးကျသောမဲ့ပစ္စည်းအတွက်ယူတဲ့အကျွေးပါဒါကလူသန်းစားအားလုံးရဲ့အချုံငင်ဆုံးထောင်ချောက်ပါလူအများစုဟာလူကျင်တဲ့ဆိုတဲ့စိတ်ခံစားချက်ကြောင့်လစဉ်ရေးကြစနစ်နဲ့ဖုန်း TV ဆိုင်ကယ်ကားတွေကိုဝယ်ကြပါတယ်စဉ်းစားကြည့်ပါဒီပစ္စည်းတွေကတင်ဝယ်လိုက်တဲ့နေ့ကစပြီးတန်ဖိုးကျနေတာပါဒါကိုသင်ကအတိုးပြီးအလုံးလုံးနေရတာဟာအမျက်မထွက်တဲ့စီးပွားရေးတစ်ခုမှာစွမ်းရည်နေရင်းနှီးမြှုပ်နှံနေတာနဲ့အတူတူပါပဲဥပမာဖုန်းတစ်လုံးကိုအရေးကြဝယ်လိုက်တယ်ပထမတစ်လအတွင်းမှာပဲသူ့ရဲ့တန်ဖိုးက20%ကျော်ကျဆင်းသွားတယ်ဒါပေမဲ့သင်ကအဲ့ဒီ20%ရဲ့အတိုးကိုပါဆက်ပေးနေရတာပါဒါကြောင့်သင်ဟာစိန်ငံပစ္စည်းရဲ့ကျွမ်းအဖြစ်တစ်လလုံးပတ်စံတဲ့အချိန်ကိုလဲပြီးအလုံးလုံးနေရတာနဲ့မတူဘူးလားစဉ်းစားပါဦးတန်ဖိုးတမဲ့အရာအတွက်အကျွေးကိုယူပါတန်ဖိုးကြမဲ့အရာကိုငွေကြေးမလုံလောက်သေးရင်မဝယ်ပါနဲ့နံပါတ်1အချက်ကတော့မလိုအပ်တဲ့လူမှုရေးအကျွေးပါဒါကလူရဲ့စိတ်နဲ့ဆိုင်တဲ့ပိုပြီးနည်းနည်းတဲ့အကျွေးပါလူမှုရေးဖိအား social pressure ဆိုတာငွေကြေးတောင်းတတွေထဲမှာအဆိုးဆုံးပါပဲကိုယ်ရန်ရဲ့ကိုယ်ပိုင်စုဆောင်းငွေမလုံလောက်ပဲငွေနေဝဲမင်္ဂလာပွဲမှာမျက်နှာမငယ်ရအောင်သူများထပ်ပိုကြီးရဲ့လက်ဆောင်ဒါမှမဟုတ်နမီပိုရခြင်းလို့ပုံများတဲ့အလူငွေထည့်တာမျိုးတနေ့ကုန်လောအားကအပြည့်ဝရဖို့အလုပ်ပြင်ပန်းလာပေမဲ့ညနေတငယ်ချင်းတွေရဲ့စကားပြောအိမ်မှာမပါရင်အထီးတမှာဆိုလို့မလိုပဲထိုင်ပြီးပတ်စံဖြုံးလိုက်ရတာမျိုးsocial media ပေါ်ကသူများတွေသုံးဆွဲနေတာကိုမြင်ပြီးမရှိမဖြစ်လို့ထင်မှတ်ကအတူယူလိုက်တာမျိုးဒီလိုလူမှုရေးဖိအားကြောင့်ယူလိုက်ရတဲ့အကျွေးတွေဟာတင်းရဲ့စင်မှန်တဲ့ငွေကြေးလုံမှုကိုအကြီးမားဆုံးတားဆီးထားပါတယ်တင်းရဲ့ဗန္ဒာရေးအခြေအနေကိုစစ်မှန်တဲ့တငယ်ချင်းကနားလည်ပေးထားလိမ့်မယ်ပကသနာဒါမှမဟုတ်လူမှုရေးကုန်ဖို့အတွက်အကျွေးမယူပါနဲ့တင်းရဲ့ဘဝတည်ငြိမ်မှုကသူများရဲ့အမြင်ထက်ပိုအရေးကြီးပါတယ်နောက်ဆုံးနံပါတ်3ကတော့ပြင်းပြမတင်ယူပဲယူလိုက်တဲ့အရင်ကြီးအကျွေးပါဒါဟာအကြီးအကျယ်ရှုံးနေရတဲ့အကြောင်းရင်းပါသူများတွေလို့အောင်မြင်သွားတယ်ဆိုတာကိုပဲကြည့်ပြီးဘယ်လိုလုပ်ရမှန်းတည်တည်ချာချာမသိပဲအတိုးကြီးကြီးနဲ့ငွေချေပြီးစတင်လိုက်တဲ့လုပ်ငန်းမျိုးပါတတိပေးလိုပါတယ်ပတ်စံဟာတင်များမရှိတဲ့သူတွေရဲ့လက်ထဲမှာကြာမနေပါဘူးသင်ဟာရင်းနှီးမြှုပ်နှံမဲ့လုပ်ငန်းရဲ့အခြေခံကိုမလေ့လာပဲအရင်းနှီးအကျွေးနဲ့စတင်ခြင်းဟာအကျွေးထောင်ချောက်တွေကိုပိုနည်းနည်းသွားစေနိုင်ပါတယ်အရင်းနှီးအကျွေးမယူခင်မှာလေ့လာပါသင်ယူပါအတွေ့အကြုံယူပါအရင်ဆုံးကိုယ်ပိုင်စုဆောင်းငွေအနေနဲ့စမ်းသပ်လုပ်ကိုင်ကြည့်ပါစီးပွားရေးပညာငွေသေးပညာကိုအရင်ဆုံးအချိန်နဲ့စိတ်ဓာတ်ကိုရှင်းရှင်းမြုံနှံပြီးသင်ယူပါဒီနေ့ပြောပြပေးခဲ့တဲ့အစိတ်အတောက်ကျွေးသုံးမျိုးထဲမှာသင်ဘယ်အကျွေးကိုအများဆုံးရှင်းပြရမလဲဆိုတာကိုဆုံးဖြတ်လိုက်ပါအရေးကြီးတာကဘယ်အလုပ်လုပ်လဲဆိုတာမဟုတ်ပါဘူးကိုယ်ပိုင်ပတ်စံကိုထိန်းချုပ်နိုင်ဖို့ကိုယ့်ရဲ့လောအားကကိုကိုယ်ပိုင်ဆိုင်ခွင့်ရှိဖို့ကအရေးကြီးဆုံးပါအကျွေးဆိုတာလွတ်လပ်မှုကိုပေးနိုင်တဲ့လမ်းမဟုတ်ပါဘူးသင်ကိုတစ်သက်လုံးချီနှောင်ထားမဲ့တန်ကြိုးဝဲဖြစ်ပါတယ်အကျွေးကနေလွတ်မြောက်ဖို့ပထမခြေလှမ်းကိုဒီနေ့ပဲစတင်လိုက်ပါဒီဗီဒီယိုကနေတန်ဖိုးတစ်ခုခုရတယ်ဆိုရင် like လုပ်ပြီးနောက်ထပ်ငွေကြေးပညာဘုဒ္ဓတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့အောင်အားလုံးပဲအောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်